လုံးပဲမင်္ဂလာပါအခုဖြူပေါ်တော့ထမင်းစားပြမယ်ဖြစ်ပါတယ်ဖြူဒီနေ့ကတော့ဘာမှမချက်တော့ဘူးဟင်းကြံလေးနဲ့ပဲမနေ့ကချက်တဲ့ဟင်းကြံလေးနဲ့ချမောင်ရဲ့ဟင်းကြိုလေးနဲ့တိုးမြုပ်လေးနဲ့ပဲပေါ့နော်ဖြူထမင်းစားပြမယ်ငပိရတစ်ခွာတော့ share ပဲတဲလေးတို့ရေဖြူကတော့ငပိရကြိုက်တဲ့လူဆိုတော့ငပိရကတော့မပါမဖြစ်ပေါ့စားကြတဲ့လူရှိလို့ရှိရင်လည်းဖြူရှိကိုလာလို့ရပါတယ်တဲလေးတို့ရေ share ပဲနော်တဲလေးတို့ရေ share ပဲတဲလေးတို့ဒီမှာကြည့်ပါငပိရတစ်ခွာကိုချမောင်ရဲ့ဟင်းကြိုလေးနဲ့လေအဲ့ဒါလူကလည်းဖျားကျင်နေတာနဲ့ချမောင်ရဲ့ဟင်းကြိုလေးနဲ့လူကလည်းဖျားကျင်နေတာနဲ့ပဲသီးပင်ပေါင်လေးပြုတ်လေးနဲ့တဲလေးတို့ရေဆွဲတော့မဲ့တဲလေးတို့ရေနော်ဘိုက်ကစနေပြီအဲ့ဒါထားတော့လည်းလေသူဖိတ်ခေါ်တယ်နော်လာနော်မင်းသားမယ်ဆိုရင်ဒါလေးချမောင်ရဲ့ဟင်းကြိုလေးလူကဖျားကျင်နေတာနဲ့ကောင်းတဲ့တဲလေးတို့ရှယ်ပဲဒါလေးနဲ့ပဲတဲလေးတို့နော်အရင်ကောင်းတယ်ဒီနေ့တဲလေးဒါလေးတော့မနေ့ကတော့အာလူနဲ့အမင်းသားလေးပေါ့နော်ဒါလေးကတဲလေးထမီးဘူးပဲအရင်ကောင်းတယ်အရင်မိတ်နေတဲလေးတို့စားမယ်ဆိုလို့ရှိရင်ဖြစ်စီကိုလာနော်သူပဲဒီပြပါရှယ်ပဲတဲတို့တက်လိုက်ပြန်ပြီးတော့ပြုတ်ထားနည်းနည်းလေးတစ်ချက်လေးအရင်ကောင်းတယ်ဒီညစီးပိုင်နေတော့ပဲငါမ
ကဲခမရလည်းအရင်စားကောင်းတဲ့တဲလေးလို့နော်ဒီလည်းဖျားချင်နေတာနဲ့ချမောင်ရဲ့ဟင်းကြိုလေးနဲ့ဒါလေးနဲ့ဒီလိုမျိုးလေးလုပ်တယ်ပေါ့နော်အရင်စားကောင်းတဲ့တဲလေးလို့နော်ကဲဖြစ်ကအခုထမင်းစားကြတာပြီးပြီဆိုတော့ပေါ့နော်နေ့ထိုင်ကြလို့ရှိရင်လည်းဘာလေးနဲ့ဘယ်လိုစားပြီးဘယ်လိုဆက်တင်သွားအောင်မလဲဆိုတော့တဲလေးလို့စောက်ကြည့်ပေါ့နော်ပြီးတော့ဒီလောက်ပါပဲ